Kokosa Odessa Yamina Kokosa Pugana Lobita Abu Pugana Malaya Kudura Nauraya Pugana Kokosa Odessa Kokosa Adala Sasi Kokosa Adala Iga Lodela Kokosa today Ayaba Kudana Odessa Kokosa today Pitnantia Padi Nadia Nia Machine who's looking at Kudana Odessa Kokosa Machine who's like Pia Padi Nadia Nia Now Maloney at where City Odessa Kokosa Chilla Young China at the water of our Tia no April Tabara Odessa Kokosa Chichia down Say that say Albany Manina Ubama Manina Albany Ujuana Your ionic dominant arena ionic dominant Tara the way to Nania now shit but then the
တွေ့လိုက်ပူလောင်မှုတွေဖြစ်တာဒါကုသကုဆိုတယ်ဩရိဇကုဆိုရင်တော့မောဟလေးနဲ့အဲ့ပေါင်းပြီးတော့ပြန်လို့ဖြစ်သွားတယ်အတွင်းကမသိတဲ့လုံးနဲ့အပြင်ကစိတ်ရင်းနဲ့အာယုဒီနှစ်ခုပေါင်းစုံပြီးတော့ကိုယ့်ရဲ့တဏ္ဍာဩရိဇကုစာတွေဖြစ်လာတယ်ဒါကလည်းအလုပ်လုပ်တာကိုယ်ကသိထားတယ်ဆိုလို့ရှိရင်စိတ်ရင်းချမ်းသာကိုပြန်ပြီးတော့အာယုပြုမိနေတယ်တက်ပြတိတ်ကဒဏ်ရာတန်ရက်ကိုစိတ်ချမ်းသာတဲ့အာယုရရတယ်တွေးမိနေတယ်စဉ်းစားမိနေတယ်ဆိုတဲ့နှလုံးသွင်းလေးပြောင်းနောက်ဆုံးပါနှလုံးသွင်းနိုင်တာပါဟောအတိတ်က essay အဲ့ဒါနဲ့ကိလေသာတွေ essay ကဖြစ်တဲ့ယုံနဲ့ချုပ်ခဲ့ပြီးပြတ်ခဲ့ပြီးမမြဲပါလားနေစာအဲ့လိုရှိလို့ရတယ်အတိတ်ကဖြစ်ခဲ့ပြီးယုံနဲ့ကိုပြန်ပြီးတော့ကိုမကောင်းတာလုပ်ခဲ့တဲ့စိတ်ကနာမ်ဘောအဲ့နာမ်ဘောဖြစ်လာတဲ့ပြောခဲ့တဲ့ဆိုခဲ့တဲ့အဲ့စကားတွေလုပ်ခဲ့တဲ့ကိုယ်မူရတော့ဖြစ်ခဲ့တဲ့ကိုယ်မူရတွေနှုတ်မူရကိုမူရတွေအယုတ်တွေအဲ့ဒါတွေအကုန်လုံးခုမရှိတော့ဘူးပြတ်သွားခဲ့ပြီတိတ်ကပြီးခဲ့ပြီနေစာဘုရားလေးနှလုံးသွင်းအာယုတော်ဒီကာရနဲ့ယောဂီတော်ဒီကာရလေးထားပြလို့ရှိရင်အကြောင်းကိုရအခုချုပ်လိုက်တာနဲ့ဥဒ္ဒရာဥစ္စာဖြစ်တယ်အတိတ်ကစိတ်ရင်းချင်းအာယုပြုမိတာပဲနဲ့နှလုံးသွင်းကောင်းတဲ့အခါမျိုးကြတော့အချွတ်လို့ရှိရင်တရားတော်ရတာချုပ်ပစ္စည်းကပေါ်လာတယ်ဆိုလို့ရှိရင်ခရီးသွားရင်ရေခိုးတောက်ရေခိုးတောက်နေတဲ့အခါကျတော့တိတ်ကသူခိုးတောက်နေတာလေးတရားအားလုံးပြုပြီးတော့ဟာဒီစိတ်ပြီးပွားလာလို့ရှိရင်ငါဒုက္ခပြီးတော့မှလည်းတာဝေရရတယ်တော့ဝိပဿနာရှိပွားတာပစ္စည်းကပေါ်လာဖြစ်သွားတာလို့ရှိတယ်အဲ့ဒီချို့မိမယောက်ျားလေးများများတွဲလာပြီးလိုက်ရင်မိမကိုကြည့်ပြီးတော့ကာမစိတ်နဲ့ပြန်ပြီးတယ်အဲ့ဒါကိုကြည့်ပြီးနောက်တစ်ပြန်အဲ့ဒါပြန်တွေးပြီးတော့ဟာဒီစိတ်ကိုပြန်ထွက်လာတယ်ငါတို့ဘာကြောင့်လဲဆွဲချတော့ပါတယ်ဆိုအဲ့စိတ်ကိုပြန်ပြီးတော့အဝိကရဝိပဿနာရှုပြီးလုပ်လိုက်တာဒါဉာဏ်နာလေးဘုရားပစ္စည်းကပေါ်တဲ့ဉာဏ်နာလေးဖြစ်တာစိတ်ကငြင်းချမ်းတဲ့အရာတွေမကောင်းတာပြီးပြီးမကောင်းတာလုပ်ပြီးတဲ့အရာတွေဒါပေမဲ့ဉာဏ်မှာလုံးလုံးဒီကာလထည့်လိုက်တဲ့အခါကျတော့ကောင်းတဲ့ဘက်ကိုဉာဏ်သွားဥဒ္ဒရာကုသဖြစ်တော့အဲ့ဒါကိုကအာယုံမဆောင်နိုင်လို့ရှိရင်တော့ယောဂီတော်ဒီကာလကိုကနှလုံးသွင်းလေးထည့်ပေးရတယ်ပဋ္ဌာန်းရဲ့ဆိုပိတုပစ္စည်းတွေကကောင်းတဲ့ကုသလဟိတ်ကုသလကောင်းတဲ့နှလုံးသွင်းဒီတုတ်တယ်နဲ့ပြောပြီးယောဂီတော်ဒီကာလတနေ့ပြောက်အောင်နှလုံးသွင်းရလို့ရှိရင်ဥဒ္ဒရာကုသဖြစ်တဲ့ကောင်းတဲ့ကုသိုလ်စိတ်ဖြစ်သွားတယ်ပဋ္ဌာန်းပါတယ်ဥပါဒရဲ့ရှိတဲ့ထပ်ပြောလို့ဆိုရင်မုရိမာမိမာအာဟုတလာဇမာရှိရှိအာဟုတရားတွေကပစ္စည်းပါနဲ့ပစ္စည်းပါနဲ့ကုသလာနဲ့ဇမာနောက်ကုသိုလ်တရားတို့ဟာဒီပစ္စည်းအချုပ်အခါလေးပေါ့ဥပါဒရဲ့ပစ္စည်းကပစ္စည်းရောအာရှိရဲ့အထောက်အပံ့နေရာနဲ့ပြည့်စုံတယ်ဆိုတော့ဒီကဘုရားဖြစ်သွားတဲ့ပုဂ္ဂိုလ်လေးဆိုရင်ဒီလေးခုတောင်းမိတာသူများမိမကိုကာမစိတ်နဲ့ကြည်ပြီးတာအဲ့ဒါလေးကြောင့်ဝိကရမှာတော့အဲ့အကုသိုလ်ဘောကပြီးတော့ကုသိုလ်စိတ်ဖြစ်လာတော့ဘယ်လောက်ဖြစ်တာလဲပစ္စည်းကဘုရားဖြစ်တဲ့ဒီအောင်အဲ့ဒါအရဟတမကုသိုလ်ကြီးအောင်သွားပြီးပြုပေးတာအဘာဖြစ်လို့လဲယောဂီတော်တိတာမကောင်းတဲ့ဥစ္စာမကောင်းတဲ့ဥစ္စာတော့အာရုံပြုပြီးတာအဲ့ဒါလည်းနှလုံးသွင်းရကောင်းတဲ့အခါကျတော့ဥစ္စာဥစ္စာဖြစ်လာလို့လည်းတောက်သွားနောက်ဆုံးဘာမရအောင်ဆိုတော့ဣစ္ဆာဒုက္ခအနတ္တရှိပြန်ပြီးတော့မကောင်းတဲ့ဥစ္စာကသူ့ရဲ့ကိုယ်ကိုပြန်ပြီးတော့ကောင်းတဲ့ဥစ္စာတွေပြန်ပြီးတော့ပြန်စားဖို့ဒီလိုပြန်စားဖို့တဲ့သင်္ကန်းစာကြီးနဲ့ဒါမှအလိုဖြစ်စီရလို့ဆက်ရှိတယ်အခုလိုအန္တရာယ်ကမလို့ပြီးအောင်သင်္ကန်းစာကြီးနဲ့တွေးလို့ရတယ်ပြန်တွေးပြန်စီရင်လို့ရတယ်လုံးတဲ့လုံးတဲ့ကုသိုလ်ကောင်းမှုမလုံးပြီးလို့နောင်ကပူရန်နေကုသဖြစ်နေပြီဆိုလို့ရှိရင်နောင်ကလူကအဖြစ်မခံဘူးအခြေကောင်းအသုံးချတယ်ဆက်ရှိတယ်ပေါ့ဒါမျိုးလေးပြန်ပြီးတော့
ငြိမ်းချမ်းစေတဲ့အရာကိုကဘယ်ဥစ္စာနဲ့ကိုယ်စိတ်ကိုကြတဲ့ငြိမ်းချမ်းတဲ့အရာကိုရလိုက်ပို့ပြီးတော့ဖြစ်လက်စားအောင်လို့ကြောက်သွားတဲ့ငြိမ်းချမ်းစေတဲ့အရာလေးအာရုံရှောင်လို့ဆိုအာရုံတွဲမယ်ဆိုတွဲလို့ရတဲ့နေရာကိုကဘယ်ဥစ္စာလဲပြောတဲ့ဝိပဿနာကလည်းဥစ္စာကိုရှုပ်ပတ်နိုင်တာနိုင်တဲ့ရှုပ်ပတ်ကိုပြန်ပြီးတော့စိတ်မငြိမ်းချမ်းတဲ့အာရုံပြုတယ်စိတ်မငြိမ်းချမ်းတဲ့အာရုံပြုပြီးမှလည်းကျော်ကျော်ဥစ္စာကိုဥစ္စာဖြစ်လာတယ်အမှန်တရားလည်းဒီကာလပါမှာဘာဝေထက်ကထက်ကတွေးမိနေတယ်အာရုံပြုမိနေတယ်လောဘဆိုလောဘဖြစ်စေရဒေါသဆိုဒေါသဖြစ်စေရအဲကြောင့်ဒီကြောင့်ထက်ကထက်ကစဉ်းစားမိနေတယ်ဆိုပြီးပြောပြီးတော့ဒီကာလပြောင်းနေတာအာရုံကိုချွေရတဲ့အတက်ဒီကာလဆက်ချွေရတော့အာရုံကြောင့်မရတော့လုံးဝပြောင်းနေနှလုံးအာရုံလေးပြောင်းနေနှလုံးသွေးလေးပြောင်းနေဆိုလို့ရှိရင်တော့စိတ်ငြိမ်းချမ်းတဲ့အာရုံစိတ်ငြိမ်းတဲ့အာရုံပြောင်းလိုက်အာရုံလေးပြောင်းဒီကာလလုံးဝရောဒီကာလလုံးဝလိုက်နေဆိုရင်ဖြစ်ပေါ်လာတဲ့ဘုရားပြောင်းသွားတယ်ရသဗျာယထာဘလို့ချင်းရအောင်ထာဂရာရဲ့ဘလို့ကြောင်းကြောင်းဘလို့ကြောင်းကြီးကြောင့်ဘလို့ချင်းရတယ်ဖြစ်ကိုယ်တိုင်မှာပူလောင်မှုတွေကံမှုတွေဥစ္စာကောဥစ္စာတွေဖြစ်လာတယ်ဖြစ်လာလို့ရှိရင်အဲ့ဖြစ်လာတဲ့အကြောင်းအရာလေးကိုသိရဖို့ကဒီတဲ့ခါကျရှောင်ရကိုယ်နဲ့မတည့်တဲ့အစားအစာဒီလိုတော့မတည့်မသိလို့စားလာလို့ခံရတဲ့အခါခံရလို့ရှိရင်ဒါပြန်ပြီးတော့ရှောင်ရပြီးတော့ဒီတောက်စားတာဖြားတာနဲ့ချီဖြားခံရစေရုံရောက်တာဒါလေးဘာလို့လဲခဏလာပါခရီးဒီပြန်လာဘာဖြစ်လဲမိုးရွာပြီးတဲ့ဒီကားလေးပါရှိပါဆိုစားရတော့တန်လာလေးရှိတော့ကိုယ့်အကူမစားလဲချလာတာချလက်စားချွေးရချွတ်စားရရပြီးစားလဲပြန်ချလဲတော့အချွေးရရဲ့အများနဲ့ရေချွေးရတဲ့နေရာလဲမွေးခက်လာတုံးလေးရတော့ဘာလို့မတော့အဲ့ဒီတော့ဒီပါဖြစ်အေးစက်ကြီးတော့ဒီအဲ့တော့ချွေးကိုဖြားတယ်ဖြားတယ်ဒါမှလည်းစိတ်ချပါလေကိုခန္ဓာကိုခုကများတယ်လို့ဘယ်လိုကြောင်းလဲတော့ကိုခန္ဓာကိုဖြားလိုက်တယ်ဒီထားတယ်လို့ဆိုရလို့ချွေးထွက်တယ်လောက်တယ်ညစ်ပဲနေလိုက်တယ်ချိုးပဲပြေးနေတာချွေးတွေမှချိုးလိုက်တယ်အခါခံပြီးတာအဲ့ဒါအကြောင်းတရားကဒါကဘောတရားလို့ဘယ်အကြောင်းကြောင့်ဖြစ်သွားလဲဆိုတာအကြောင်းတရားကိုသိထားတယ်နောက်ဆောင်ခံအောင်ရှောင်ရခုလဲဥဒ္ဒရကပု္ပ္ပာဖြစ်လာဘယ်အကြောင်းကြောင့်ဖြစ်သွားလဲဒီအကြောင်းတရားလေးသိထားတဲ့အခါကျတော့ကိုယ်တိုင်ကဥဒ္ဒရကပု္ပ္ပာတွေရတယ်ဖြစ်အောင်တားလို့ရတယ်ဒါကြောင့်ဆက်ပြတာဘယ်လိုအချင်းရဘယ်လိုအကြောင်းအရာတွေကြောင့်ဘယ်လိုအကြောင်းတရားတွေကြောင့်ကိုယ့်ရဲ့တိုင်းဖြစ်သေးတဲ့ဥဒ္ဒရကပု္ပ္ပာတွေဖြစ်လာတဲ့အဲ့အရာကိုလည်းဉာဏ်လေးနဲ့ရှင်းပြီးတော့သိအောင်လုပ်တာပြိဋိဌာန်